ယောက်ျားတွေကိုတန်ဖိုးမထားတဲ့မင်းတို့မိန်းမတယောက်ကလေဘယ်တော့မှလင်ကောင်းသားကောင်းရမှာမဟုတ်အဲ့ဒါပဲမင်းတို့မိန်းမတွေရက်ထက်ကမျက်ရည်မင်းဘလောက်ပဲမျက်ရည်ငါရှိမှလာငိုပြမင်းမျက်လုံးကြီးပေါက်ထွက်သွားတာပဲရှိမှာငါဘယ်တော့မှမတနာတယ်လာပါတော့ကြည့်တော့တို့သိရင်လိုက်ရှာနေတာပါဟာလေဒေါ်ကျူကျူသူ့ရဲ့သားမျိုးစင်တဲ့အိမ်ရှာနေတာမလားသူတို့ဒီမှာနေတာမဟုတ်ဘူးဗျာသူတို့တောင်းရင်သားမှနေတာဟဲ့ချောက်ပါဟောချောက်ရမှာဘာချောက်ရမှာလဲတော့မဲတော့ရှင်းနေတာမင်းတို့ဆိုင်ဘူးနော်သူကကားနဲ့ရှက်တယ်အတင်းပြရပြီးကားပါထဲသွားချင်လားဟာပြောရအောင်ချောက်ပါပါတော့ငါကွာမျိုးစင်မှာကွာမင်းရလေမျိုးစင်အဲ့လေမျိုးစင်